ပူတင်ရဲ့ဒုတိယအရှုံးရုရှားအင်ပါယာရဲ့နောက်ဖေးခြံဝင်းဘွားကစွန့်ခွာသွားခဲ့တဲ့မော်တိုဘာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမော်တိုဘာဆိုတာအရှေ့ဥရောပဒေသမှာအစင်းရဲဆုံးအသေးငယ်ဆုံးနဲ့အထိရှအလွယ်ဆုံးနိုင်ငံတွေတဲကတစ်ခုပါမြေအောက်တရံဇာတလည်းမရှိသလိုဆိုဗီယက်စီးပွားရေးရဲ့အပျက်စီးတွေကြားမှာတအူးတဲ့ကြံရစ်ခဲ့တဲ့ဂုံတွင်ပိတ်နိုင်ငံလေးတစ်ခုပါပဲဒီလိုစီးပွားရေးနဲ့ပြည်ဝင်ဆိုင်ရာအားနည်းချက်တွေကိုအချိန်နဲ့မျှကျော်လွှားနိုင်ကောင်ကျော်လွှားနိုင်ပါလိမ့်မယ်ဒါပေမဲ့သူတို့မှာဒီထက်ပိုကြီးတဲ့ပြဿနာတစ်ခုရှိနေပါသည်ရုရှားကောင်ဗလာဒီမာပူတင်ကမော်ဒိုဘာကိုဆယ်စုနှစ်ပေါင်းများစွာသူပိုင်တဲ့အင်ပါယာရဲ့နောက်ဖေးခြံဝင်းလေးလိုသဘောထားခဲ့တာပါဒါအတွက်သူကလုံနိုင်တဲ့များအကုန်လုပ်ခဲ့ပါသည်နိုင်ငံအရှေ့ပိုင်းကထရန်နစ္စတရီးယားဒေသမှာသူ့ရဲ့စစ်သားတွေကိုတရားမဝင်အခြေစိုက်ခိုင်းထားခဲ့တယ်လို့အစိုးရဆုံးကစောင်းနှင်းကာလတွေမှာ gas pipeline တွေကိုရုတ်တရက်ပိတ်ပစ်ပြီးတနိုင်ငံလုံးကိုအေးခဲအောင်မှောင်အထိချအောင်ချိန်ချောက်ခဲ့ပါသည်တရားဝင်ထောက်လှမ်းရေးသတင်းတွေအရနိုင်ငံရေးမတည်ငြိမ်အောင်နဲ့မဲဝယ်ဖို့အတွက်ရွေးကောက်ပွဲကာလတစ်ခုတည်းမှာတင်ဒေါ်လာတန်100ကျော်လောက်ရှိတဲ့ငွေမဲတွေကိုမော်ဒိုဘာထဲသွင်းခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ခရမလင်ရဲ့တွက်ကိန်းတွေကကီရှီနိုမျိုးရဲ့လမ်းမတွေပေါ်မှာတော့ထင်သလိုဖြစ်မလာခဲ့ပါဘူးမော်ဒိုဘာသားတွေကဒီအဆုံးမသက်နိုင်တဲ့ချင်းချောက်မှုတွေကနေအပီးတိုင်လွတ်မြောက်ချင်နေကြပါပြီသူတို့ကအရှေ့ဘက်ကအေးဆက်တဲ့အာနာရှင်စနစ်တဲ့ဥရောပဘက်ကိုပဲမျက်နှာမူကျင်ကြတာပါမော်ဒိုဘာသမ္မတမာယာဆန်တူကမော်ဒိုဘာသားတွေကရုရှားနိုင်ငံသားတွေမဟုတ်ဘဲဥရောပသမဂ္ဂ EU နိုင်ငံသားတွေဖြစ်ချင်ကြတာလို့လွန်ခဲ့တဲ့လအနေငယ်ကလေးကပွင့်ပွင့်လင်းလင်းပြောခဲ့ပါသည်ဇွန်လ15ရက်နေ့မှာတော့ဒီစကားတွေကလက်တွေ့အကောင့်တွေဖုံမှုတွေဖြစ်သွားခဲ့ပါသည်လူစင်ဘတ်မှာကျင်းပတဲ့အစိုးရချင်းညီလာခံမှာဥရောပသမဂ္ဂကမော်ဒိုဘာအတွက်အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးမှုတွေကိုတရားဝင်စတင်လိုက်ပါသည်အဲဒီနေ့မှာပဲယူကရိန်းနဲ့လည်းဆွေးနွေးမှုတွေစတင်ခဲ့တာပါအိန္ဒိယနိုင်ငံတစ်ခုက EU ဝိုင်းမှာဘေးချင်းရှင်ထိုင်နေကြတာကအရှေ့ဥရောပမှာရုရှားရဲ့ဩဇာအာဏာကျဆင်းလာတယ်ဆိုတာကိုအထင်ရှားဆုံးပြသလိုက်တဲ့ပုံရိပ်ပါပဲပထမဆင့်နေတဲ့တရားစီရင်ရေးလွတ်လပ်ခွင့်ကနေအဂတိလိုက်စားမှုတိုက်ဖျက်ရေးအထိ EU ကမော်ဒိုဘာကိုအနီးကပ်စမ်းသပ်မဲ့အရေးကြီးတဲ့ကဏ္ဍ၅ခုကိုဖွင့်လှစ်ခဲ့ပါသည်EU ရဲ့အဖွဲ့ဝင်သစ်ဒိုးချက်ရေးဆိုင်ရာကော်မရှင်နာမာတာစီယတ်ကမော်ဒိုဘာကိုစွမ်းဆောင်ရည်အကောင်းဆုံးအဖွဲ့ဝင်လောင်းနိုင်ငံတစ်ခုဖြစ်ဖော်ပြခဲ့ပြီးနွေရာသီမကုန်ခင်မှာကျန်တဲ့ကဏ္ဍတွေကိုဆက်လက်ဆွေးနွေးသွားဖို့မျှော်မှန်းထားပါသည်။ကြီးမှန်းချက်ကကြီးမားပေမဲ့တိကျသလို2030ခုနှစ်မှာ EU အဖွဲ့ဝင်ဖြစ်ဖို့အဆင်သင့်ဖြစ်နေရမှာပါ။ဒီအခြေအနေကိုရောက်ဖို့ကလွယ်တော့မလွယ်ကူခဲ့ပါဘူး။ဟန်ဂေရီဝန်ကြီးချုပ်အောင်အော်ဘန်ကနေပေါင်းများစွာဗီတိုအာဏာသုံးပြီးတော့ယူကရိန်းနဲ့မော်ဒိုဘာတို့ရဲ့ EU လုပ်ငန်းစဉ်တွေကိုတားဆီးခဲ့ကြတာပါ။သူကဥရောပမှာခရမလင်ရဲ့အသုံးဝင်ဆုံးမဟာမိတ်ဖြစ်ဒီလုပ်ငန်းစဉ်တွေကိုပိတ်ဆို့ထားခဲ့တာပါ။2026ဧပြီလမှာအော်ဘန်ရွေးကောက်ပွဲရှုံးသွားပြီးသူ့နေရာမှာတက်လာတဲ့ပီတာမာဂျာကဘရက်ဆဲကကန်လန်တဲ့ယူရို16ဘီလီယံရန်ပုံငွေကိုလဲလှယ်တဲ့အနေနဲ့ဒီဗီတိုအာဏာကိုဖယ်ရှားပေးခဲ့တာပါ။ဒါကြောင့် EU တက်မှာရုရှားရဲ့အားကောင်းဆုံးအကာအကွယ်ကတညာရင်းနဲ့ပျောက်ကွယ်သွားပြီးမော်ဒိုဘာအတွက်တော့လမ်းပွင့်သွားခဲ့ပါသည်။ဒါဆိုရင်မော်ဒိုဘာကဘာကြောင့်ဒီလမ်းကိုရွေးရတာလဲ။အဖြေကတော့ရှင်သန်ရက်တည်ရေးအတွက်ပါပဲ။မော်ဒိုဘာကဥရောပမှာအစင်းအဆုံးနိုင်ငံဖြစ်ပြီးတအူးချင်းဝင်ငွေကဒေါ်လာ8000ဝန်းကျင်ပဲရှိပါသည်။ဒါ EU ရဲ့ပြန်မြဝင်ငွေရဲ့1%နှုန်းတော့မရှိပါဘူး။စီးပွားရေးကစိုက်ပျိုးရေးနဲ့ပြည်ပရောက်နိုင်ငံသားတွေစီကပိုးတဲ့ငွေပေါ်မှာပဲအဓိကမိခိုနေရတာပါ။အိမ်အောင်စုဝင်ငွေရဲ့15%ကပြည်ပကပိုးတဲ့ငွေတွေဖြစ်နေပါသည်။နိုင်ငံကထွက်သွားတဲ့သူတွေကလည်းပြန်မလာကြတော့ပါဘူး။ပြီးခဲ့တဲ့အနှစ်30အတွင်းမှာနိုင်ငံသား1တန်းကနေ1.2တန်းကြားနိုင်ငံကနေထွက်ခွာသွားခဲ့ကြပါသည်။ဒါအလုပ်လုပ်နိုင်တဲ့လူဦးရေရဲ့4ပုံ1ပုံလောက်ရှိတာပါ။ပညာတတ်လူငယ်တွေထွက်သွားကြတယ်။လုပ်ငန်းတွေရဲ့20%ကလုပ်သားရှားပါမှုကိုကြုံနေရပြီးအခွန်ရရှိမှုတွေကလည်းလျော့နေလာပါသည်။လေးလာသူတွေကတော့မော်ဒိုဘာကိုပျောက်ကွယ်လို့နေပါနိုင်ငံလိုတောင်တင်စားကြပါသည်။ဒီလိုရဲ့ပြဿနာကစီးပွားရေးချက်တဲကိုဖြစ်စေပြီးဒီတန်ရာကနေရုံမထွက်နိုင်ဖြစ်နေတာပါ။သမ္မတဆန်တူကလည်းဒီချိန်တွေကိုဖုံးကွယ်မထားပါဘူး။မော်ဒိုဘာလိုနိုင်ငံငယ်လေးကဒီမိုကရေစီနိုင်ငံဖြစ်ရှင်သန်မှုနဲ့ရုရှားကိုအန်တူဖို့ဆိုတာပို့ပြီးတော့ခက်ခဲလာပါသည်။ EU အဖွဲ့ဝင်ဖြစ်ရေးကကျမတို့ရဲ့ဒီမိုကရေစီရှင်သန်ရေးနည်းဗျူဟာပါလို့သူမကပြောခဲ့ပါသည်။ဒါဟာအပြောတသက်မဟုတ်ပါဘူး။ဆန်တူကဥရောပရဲ့အစင်းအဆုံးနိုင်ငံကိုအုပ်ချုပ်နေရင်တစ်ဖက်ကလည်းရုရှားရဲ့ဖိအားတွေကိုတွန်းလှန်ပြီး EU ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလှုံ့ဆော်ပြနေတာပါ။ EU ဖွဲ့ဝင်ဖြစ်ခြင်းကဒီတန်ရာကိုဖျက်တောက်ဖို့တခုတည်းသောလက်တွေ့ကျတဲ့နည်းလမ်းဖြစ်တယ်လို့ EU ရဲ့ရန်ပုံငွေတွေကယင်းနှိမ့်မြုပ်နှံမှုတွေကိုဆဲဆောင်နိုင်ပါလိမ့်မယ်။လွတ်လပ်စွာသွားလာခွင့်ကပြည်ပရောက်နေသူတွေကိုပြန်လာဖို့တွန်းအားဖြစ်စေမှာဖြစ်တယ်လို့ EU ဈေးကွက်ကိုရရှိတာကလည်းစက်မှုကဏ္ဍဖွံ့ဖြိုးဖို့အထောက်အကူဖြစ်စေနိုင်ပါသည်။ EU ကမော်ဒိုဘာကို3နှစ်စာအတွက်ယူရို1.9ဘီလီယံထောက်ပံ့ကူညီနေပြီဖြစ်ပေမဲ့အဖွဲ့ဝင်အပြည့်အဝဖြစ်သွားရင်တော့အဲ့ဒီထောက်ပံ့ငွေတွေကပို့ပြီးတော့ခိုင်မာသွားမှာပါ။မော်ဒိုဘာက EU ကိုလိုအပ်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူတို့ရဲ့အထိတ်ဆိုးတွေကြောင့်ပါပဲ။2014ခုနှစ်မှာမော်ဒိုဘာနိုင်ငံရေးသမားတွေကဘဏ်လုပ်ငန်းစနစ်ထဲကနေဒေါ်လာ1ဘီလီယံကိုခိုးယူခဲ့ကြပါသည်။နိုင်ငံ GDP ရဲ့12%ကလိမ်လည်မှုတစ်ခုတည်းနဲ့ပျောက်ကွယ်သွားခဲ့တာပါ။ဒီခိုးမှုရဲ့လက်သည်ဖြစ်တဲ့အေလွန်ရှော့ကအခုမော်စကိုမှာနေထိုင်ပြီးခရီမလင်အတွက်အလွတ်လုပ်ပေးနေပါသည်။ဒီလိုအာဏာရှင်တရေကြီးတွေရဲ့ချဲ့လဲမှုကနိုင်ငံရဲ့အဖွဲ့အစည်းတွေကိုအတွင်းကနေပုတ်ဆွေးစေခဲ့တယ်လို့ EU ရဲ့လုပ်ငန်းစဉ်တွေကလည်းဒီအမွေဆိုးတွေကိုရှင်းထုတ်ဖို့အတွက်ပြင်ပကနေကူညီပေးမဲ့အခြေခံစနစ်တစ်ခုဖြစ်လာမှာပါ။လွတ်လပ်တဲ့တရားစီရင်ရေးပွင့်လင်းမြင့်သားတဲ့အစိုးရဝယ်ယူမှုတွေနဲ့တာဝန်ခံမှုရှိတဲ့အုပ်ချုပ်ရေးစတာတွေပါ။ပြုပြင်ပြောင်းလဲမှုတွေကနာကျင်စရာကောင်းပေမဲ့ EU မရှိရင်တော့မော်ဒိုဘာဟာအာဏာရှင်တွေနဲ့ခရမလင်ရဲ့ကစားကွင်းဖြစ်ပဲဆက်ရှိနေရမှာပါ။
ဒါပေမဲ့မော်ဒိုဘာကဒီကန်ဂျမာကိုလက်မခံပဲစွမ်းအင်ကဏ္ဍမှာပထမဆုံးအနှောင်ဖွဲ့ကိုဖျက်တောက်လိုက်ပါရီ2025ခုနှစ်ဆောင်းထဲမှာမော်ဒိုဘာကိုဒူးထောက်လာအောင်ရုရှားက guidelines ကိုပိတ်ပစ်ခဲ့ပါရီဒါပေမဲ့ဒူးထောက်မဲ့အစားဥရောပရဲ့တခြားရွေးချယ်စရာတွေကိုပြောင်းသုံးပြီးတော့ရုရှား gas အပေါ်မိခိုမှုကိုတုံညာထိရှော့ချပစ်ခဲ့ပါရီမော်ဒိုဘာစီးပွားရေးပေါ်ရုရှားရဲ့တိုက်ရိုက်တက်ရောက်မှုက 2.2 ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပါရီခရီးမလင်မှာချင်းချောက်စရာလက်နက်မရှိတော့သလိုလူတို့ကလည်း EU ဘက်ကိုပဲအပြေးအဝဝန်းရံလာကြပါရီလူငယ်တွေနဲ့လူလက်တန်းစားတွေအတွက်တော့ EU ဆိုတာလွတ်လပ်စွာသွားလာခွင့်ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ပိုကောင်းတဲ့လူနေမှုအဆင့်တန်းတွေပါရုရှားကပေးနိုင်တာတွေကဒါတွေကိုမရှင်းနိုင်တဲ့အပြင်မော်ဒိုဘာဟာဒီလမ်းမှာတယောက်တည်းမဟုတ်ပါဘူးရိုမေးနီးယားကအိန္ဒိချင်းတွေမကပဲအရင်အဆုံးဆွေမျိုးနဲ့အားအကောင်းဆုံးထောက်ခံသူလည်းဖြစ်ပါရီနိုင်ငံတစ်ခုကြားကတန်ရုံးစင်ကမဟာမိတ်ဆိုတာထက်ပိုနေဆိုင်ပါရီမော်ဒိုဘာ1940ခုနှစ်ဆိုဗီယက်ကျူးကျော်မှုကြောင့်သာအခုလိုနယ်နိမိတ်ဖြစ်လာတာပါအဲ့ဒီမတိုင်ခင်ကတော့ရိုမေးနီးယားရဲ့အစိပ်ပိုင်းဖြစ်ခဲ့ပါရီသူတို့ကဘာသာစကားချင်းလဲတူတယ်လို့ယဉ်ကျေးမှုချင်းလဲအတူတူပါပဲမော်ဒိုဘာနိုင်ငံသား2.4 တန်းထဲမှာတန်းနီးပါးကရိုမေးနီးယားနိုင်ငံသားအဖြစ်လဲခံယူထားကြပါရီရိုမေးနီးယားက2009ခုနှစ်ကတည်းက EU ဖွဲ့ဝင်ဖြစ်နေတာမို့သူတို့ရဲ့အတွေ့အကြုံတွေကိုမော်ဒိုဘာကိုမျှဝေပေးနေပါရီအခြေခံအဆောက်အုံစွမ်းအင်နဲ့ကာကွယ်ရေးကဏ္ဍတွေမှာလည်းအရှိန်အဟုန်နဲ့ပူးပေါင်းဆောင်ရွက်နေကြတာပါလေးလာသူချုပ်ကတော့နိုင်ငံတစ်ခုပေါင်းစည်းရေးကလက်တွေ့မှာစတင်နေပြီလို့တောင်ဆိုကြပါရီသမ္မတဆန်တူက2026ဇန်နဝါရီမှာမထင်မှတ်ထားတဲ့ခြေလှမ်းတစ်ခုကိုလှမ်းခဲ့ပါရီတကယ်လို့ EU ဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်တွေကြန့်ကြာနေမယ်ဆိုရင်ရိုမေးနီးယားနဲ့ပေါင်းစည်းဖို့ဆန္ဒခံယူပွဲမှာသူမကအထောက်ခံမဲ့ပေးမယ်လို့ကြေညာခဲ့တာပါဒါကပလန် B ပါပဲလူတို့သဘောထားစစ်တမ်းတွေအရာလဲပေါင်းစည်းရေးအပေါ်ထောက်ခံမှုက90ရာခိုင်နှုန်းကျော်ထိကိုမြင့်တက်လာနေပါရီဒါပေမဲ့ခရီးမလင်ကတော့ဒါကိုလက်မခံပဲနီးမျိုးစုံနဲ့ဖျက်ဆီးဖို့စ조사နေပြန်ပါရီအီလွန်ရှော့ရဲ့ကွန်ရက်ကနေတဆင့်ကန့်ကွက်မဲဝယ်တာတွေ AI သုံးပြီးတော့သတင်းမှားတွေဖြန့်တာတွေကိုလှုပ်ဆောင်နေပါရီ2026ဇွန်လမှာထွက်ပေါ်လာတဲ့စုံစမ်းစစ်ဆေးမှုတွေအရဒီလုပ်ငန်းစဉ်တွေရဲ့နောက်ကွယ်မှာချက်စီအသင်းပိုင်ရှင်အောင်ရုရှားတရေကြီးရိုမန်အီဘရာမိုဗစ်နဲ့ပူတင်ရဲ့တငယ်ချင်းဖြစ်သူအကာဒီရော်တင်ဘာ့ဖ်တို့စီကငွေကြေးထောက်ပံ့မှုတွေရှိနေတယ်ဆိုတာပေါ်ပေါက်လာခဲ့ပါရီဒီငွေကြေးထောက်ပံ့မှုကွန်ရက်ကအရေးယူပိတ်ဆို့မှုတွေကိုရှောင်ကွင်းဖို့ကာဂျက်စတန်ကနေတဆင့်နိုင်ငံတကာငွေပေးချေမှုစနစ်တွေကိုအသုံးပြုနေတာပါဒီစနစ်ကိုအသုံးပြုနေသူတွေထဲမှာယူကရိန်းစစ်ပွဲအတွက် drone တွေထုတ်လုပ်ပေးနေပြီးပိတ်ဆို့ရေးယူခံထားရတဲ့ရုရှားကုမ္ပဏီတွေလည်းပါဝင်နေပါရီရုရှားကတန်တမန်ရေးမျက်နှာစာမှာလည်းဖိအားပေးမှုတွေကိုဆက်လုပ်နေတာပါကီရှီနောမြို့မှာရှိတဲ့ရုရှားတန်မန်အိုလက်အိုဇာရော့ကယူကရိန်းစစ်ဘက်ဆိုင်ရာတည်ယူပို့ဆောင်ရေးလေယာဉ်တွေကမော်ဒိုဘာရဲ့မာရူလက်စီလေယာဉ်ကွင်းမှာပုံမှန်ဆင်းသက်နေတယ်လို့ဆွဆွဲပြီးမော်ဒိုဘာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဂျားနေမှုဝါဒကိုမေးခွန်းထုတ်ခဲ့ပါရီရုရှားကဒီအချက်ကိုတုံ့ချပြီးမော်ဒိုဘာကိုပြည်ပခါမှာပါဝင်နေသူဖြစ်ပုံဖော်ဖို့နဲ့ EU ထဲကိုဝင်မဲ့လုပ်ငန်းစဉ်တွေကိုနှောက်ယှက်ဖို့စ조사နေတာပါဒါပေမဲ့ဒီကြိုးပမ်းမှုတွေအားလုံးကခရီးမလင်ကလိုချင်တဲ့ရလဒ်နဲ့စန့်ကျင်ဘက်တွေဖြစ်လာခဲ့ပါရီစန်ဒူဟာရွေးကောက်ပွဲမှာအနိုင်ရခဲ့တယ်လို့သူမရဲ့ပါတီကလည်းလွှတ်တော်ထဲမှာအများစုဖြစ်ဆက်ရှိနေခဲ့တာပါ EU ပေါ်ထောက်ခံမှုတွေကကြာဆင်းသွားမဲ့အစားပို့ပြီးတော့တောင်ထိုးလာခဲ့ပါရီရုရှားကအမေရိကန်ဒေါ်လာ350တန်းလောက်အသုံးပြုထားတဲ့သတင်းမှဖြန့်ချီရေးလှုပ်ရှားမှုကမော်ဒိုဘာပြည်သူတွေရဲ့ OD ချက်ကိုပြောင်းလဲနိုင်ဖို့မလုံလောက်ခဲ့ပါဘူးရုရှားရဲ့ကြားဝင်နှောက်ယှက်ဖို့ကြိုးစားမှုတိုင်းကသူတို့ရဲ့ရည်ရွယ်ချက်အမှန်ကိုပေါ်လွင်စေပြီးပြစ်မှတ်ထားခံရတဲ့နိုင်ငံတွေကိုအနောက်အုပ်စုဘက်ပုံမြန်ရောက်သွားအောင်တိုးမို့တယ်လို့ဖြစ်နေပါရီဒါပေမဲ့မြေပြင်မှာတော့အရေးကြီးတဲ့အချက်တစ်ခုကျန်နေသေးတာက Transnistria ပါပဲ Dnistro မြစ်ရဲ့အရှေ့ဘက်ကမ်းတစ်လျှောက်မှာရှိတဲ့ဒီနယ်မြေချင်းလေးကအချိန်တွေရပ်တန့်နေတဲ့နေရာတစ်ခုလိုပါလမ်းတွေပေါ်မှာလင်းနေရုပ်ထုတွေအစာအုပ်တွေပေါ်မှာတူနဲ့တန်လျက်တင်ဂီတာတွေနဲ့နေရာတိုင်းမှာဆိုဗီယက်ခေတ်အငွေ့တပ်တွေပြည့်လျက်နေတာပါ1992ခုနှစ်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတိုလေးအတွင်းမှာမော်ဒိုဘာကနေခွဲထွက်ခဲ့ပြီးနိုင်ငံတကာကအတိအမှတ်မပြုပေမဲ့ရုရှားရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့နိုင်ငံတစ်ခုလိုရပ်တည်နေကြတာပါဒီဒေသမှာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့အမိခံထားတဲ့ရုရှားစစ်သား1500လောက်တပ်ဆွဲထားပါရီကပတ်စတာရွာမှာတော့ဥရောပရဲ့အန်ဒရယ်ရှိဆုံးအမွေအနှစ်တစ်ခုရှိနေပါရီအဲ့ဒါကတော့ယူကရိန်းနယ်စပ်နဲ့2ကီလိုမီတာနေတိုးအဖွဲ့ဝင်ရိုမေးနီးယားနယ်စပ်နဲ့ကီလိုမီတာ200တာဝေးတဲ့နေရာမှာရှိတဲ့ဆိုဗီယက်ခေတ်ကခဲယမ်းမီးကျောက်တန်ချိန်2000တိုလောင်ထားတဲ့အကြီးစားဂိုရောင်ကြီးပါပဲနောက်ဆုံးချိန်နိုင်ငံတကာစစ်ဆေးမှုကို2009ခုနှစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး15နှစ်ကျော်ကြာတဲ့အထိ OSCE ဒါမှမဟုတ်တခြားဘယ်အဖွဲ့အစည်းကမှအတွင်းထဲကိုဝင်ခွင့်မရခဲ့ပါဘူးဒီခဲယမ်းတွေရဲ့တက်တန်းကလည်းကြာလာပြီဖြစ်လို့မတော်တဆဖြစ်စေရွယ်ချက်ရှိရှိနဲ့ဖြစ်စေပေါက်ကွဲမှုဖြစ်ရင်ဒေတာရင်းကပ်ဘေးတစ်ခုဖြစ်လာနိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးထားပါရီဒီကိုယ်တော်ကရုရှားစစ်သားတွေဒီဒေတာမှာဆက်ရှိနေဖို့အကြောင်းပြချက်ဖြစ်နေတာကြောင့်စစ်ဆေးရေးတောင်းဆိုမှုတွေကိုရုရှားကစနစ်တကျညှင်းပယ်နေတာပါပူတင်ကတော့ဒီခွင့်ရေးကိုလက်လွတ်ဖို့ရွယ်ချက်မရှိပါဘူး2026ခုနှစ်မှာသူဟာ Transnistria မှာနေထိုင်သူတွေကိုရုရှားနိုင်ငံသားဖြစ်အမြန်ပေးမဲ့အမိန့်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါရီစန်တူကတော့ဒါဟာစစ်ထဲသွင်းဖို့ကြိုးစားတာလို့ပုံမှန်လင်းလင်းပြောခဲ့တာပါသူမရဲ့ဆိုရ Transnistria ကလူငယ်များစုကစစ်ထဲအပုတ်ခံရမှာကြောက်လို့မော်ဒိုဘာထိန်းချုပ်တဲ့ဘက်ကိုကူးလာနေကြတယ်လို့ဆိုပါရီသူတို့တွေကဒီလိုအထိပ္ပယ်မဲ့တဲ့စစ်ပွဲမှာမပါဝင်ခြင်းကြသလိုမော်ဒိုဘာရဲ့ Transnistria အပေါ်ထားရှိတဲ့မဟာဗျူဟာကစစ်ရေးမဟုတ်ပဲစီးပွားရေးဖြစ်ပါရီစောင်းနေလယ်မှာရုရှားကဂက်ဖြတ်တောက်လိုက်တာကမော်ဒိုဘာအတွက်အခွင့်အရေးကောင်းဖြစ်သွားစေခဲ့ပါရီအကြောင်းကတော့ Transnistria ပါဒီတန်ကိုခံလိုက်ရပြီးရုရှားကိုအားကိုးလို့မရဘူးဆိုတာဒေသခံတွေသိသွားလို့ပါပဲ
အလောက်ကန်ရှာဖို့မော်ဒိုဘာဘက်ကိုကူလာသူတွေလည်းပုံများလာပါတယ်အခုဆိုရင်မော်ဒိုဘာဆိုရကခွဲထွက်ရေးသမားတွေကိုစီးပွားရေးအရာပိတ်ဆို့နေပြီးသူတို့အစားနိုင်ငံတကာအုပ်ချုပ်ရေးစနစ်နဲ့အစားထိုးဖို့စီစဉ်နေပါတယ်2025ဖေဖော်ဝါရီမှာ EU တိုးချဲ့ရေးဆိုင်ရာကော်မရှင်နာမင်းကြီး Cox ကရှင်းရှင်းလင်းလင်းပြောခဲ့တာကမော်ဒိုဘာရဲ့နာက Transnistria ပြည်ပခါကြောင့်တစားကန်အဖြစ်မခံသင့်ဘူးလို့ဆိုပါတယ်အရင်ကလည်းနမူနာရှိခဲ့ဘူးတာကဆိုက်ပရပ်နိုင်ငံကမြောက်ပိုင်းဒေသကိုတူရကီစစ်တပ်ကထိန်းချုပ်ထားပြီးပြဿနာမပြေလည်သေးခင်2004ခုနှစ်မှာ EU ဖွဲ့ဝင်ဖြစ်ခဲ့တာပါမော်ဒိုဘာကလည်းဒီပုံစံအတိုင်း Transnistria မှာ EU ဥပဒေတွေကိုခေတ္တဆိုင်းငံ့ထားပြီးအဖွဲ့ဝင်ဖြစ်လျှောက်ထားနိုင်ပါတယ်ထူးဆန်းတာက Transnistria ကအခုတောင် EU ဈေးကွက်ပေါ်မိခိုနေရတာပါမော်ဒိုဘာ EU မိတ်ဖက်သဘောတူညီချက်ကြောင့်ဒီဒေသရဲ့ပို့ကုန်87%က EU ဈေးကွက်ကိုသွားနေတာပါသူတို့ကရုရှားကိုရောင်းနေတာမဟုတ်ပဲဥရောပကိုရောင်းနေတဲ့အပြင်ယူကရိန်းတပ်ဖွဲ့တွေကရုရှားနဲ့ Transnistria ကြားကကုန်းလမ်းဆက်သွယ်ရေးကိုဖျက်တောက်ထားပါတယ်ဒီတော့ပြင်ပအထောက်ပံ့မရှိရင်ဒီဒေသကရပ်တည်နိုင်မှာမဟုတ်ပါဘူးမော်ဒိုဘာသာ EU တွေကိုဝင်သွားရင်ရုရှားစစ်သား1500နဲ့ခဲယမ်းတန်ချိန်2000က EU နယ်မြေထဲမှာရှိနေတယ်လို့ဖြစ်သွားမှာပါဒါဆိုရင်တော့ရုရှားအနေနဲ့စစ်သားတွေရုပ်သိမ်းရမလားဒါမှမဟုတ် EU နဲ့ဓာတ်ရိုက်ထိပ်တိုက်တွေ့မလားဆိုတာရွေးရတော့မှာပါပြင်သစ်တန်တမန်အချို့ကတော့ Transnistria က EU နယ်နိမိတ်အတွင်းရုရှားထောက်လှမ်းရေးတွေရဲ့နောက်ဖေးပေါက်ဖြစ်သွားမှာကိုစိုးရိမ်နေကြပါတယ်။ဘာပဲဖြစ်ဖြစ်ဒီရလနှစ်ခုစလုံးကခရမလင်အတွက်အိမ်မက်ဆိုးဖြစ်ပေမဲ့မော်ဒိုဘာအတွက်တော့အခွင့်အရေးပါပဲ။ဒီအိမ်မက်ဆိုးကမော်ဒိုဘာတစ်ခုတည်းနဲ့တည်းမပြီးသွားပါဘူး။မော်ဒိုဘာ EU တွေကိုဝင်တာကဒိုမီနိုအကျိုးသက်ရောက်မှုလိုမျိုးတခြားနိုင်ငံတွေကိုပါရိုက်ခတ်သွားနိုင်တယ်လို့ပူတင်ရဲ့ရုရှားကဘာဆိုတဲ့မျှော်မှန်းချက်ကမကြသေးခင်နှစ်တွေအတွင်းမှာစနစ်တကျပြိုလဲလာနေတာပါ။ယူကရိန်းကဒီဝါဒရဲ့ပထမဆုံးအကြီးကျယ်ဆုံးရှုံးမှုပြရုပ်ဖြစ်လာခဲ့ပါတယ်။ရုရှားကသူ့ဘက်ပါအောင်ဆွဲခေါ်ခဲ့တဲ့နိုင်ငံကစစ်မြေပြင်မှာပြန်လည်ခုခံနေပြီးအနောက်အုပ်စုနဲ့ပို့ပြီးတော့နှီးကပ်သွားခဲ့ပါတယ်။မော်ဒိုဘာဟာဒုတိယမြောက်ရှုံးနိမ့်မှုဖြစ်လာမှာပါ။အကြောင်းကတော့ခရမလင်ကဒီမှာလက်နက်အသုံးမပြုဘဲပေါင်းဆက်စစ်စင်ရေးနီလန်းတွေနဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပေမဲ့ထပ်ပြီးအရှုံးပြနေလို့ပါပဲ။ဒီရှုံးကခရမလင်အတွက်မော်ဒိုဘာကိုဆုံးရှုံးရရုံနဲ့မကပဲသူတို့ရဲ့ပေါင်းဆက်စစ်စင်ရေးနီလန်းတွေထိရောက်တယ်ဆိုတဲ့ယူဆချက်ကိုပါပြပြသွားစေတာပါ။အာမေးနီးယားကလည်းတတိယမြောက်အရှုံးဖြစ်ဖို့လက်တကမ်းမှာရှိနေပါပြီ။ဝန်ကြီးချုပ်ပါရှင်နန်ကကာရာဘတ်ကိစ္စမှာရုရှားရဲ့တပ်စာဖောက်မှုကိုခံရပြီးတဲ့နောက်အနောက်အုပ်စုဘက်ကိုတိတိတတ်တာလှည့်သွားခဲ့ပါတယ်။အာမေးနီးယားကနိုင်ငံတကာရာဇဝတ်တရားရုံး ICC တဲကိုဝင်ခဲ့တယ်လို့ရုရှားဦးဆောင်တဲ့ CSTO အဖွဲ့ကနေလည်းခက်ခွာခွာနေလာပြီးအမေရိကန်ပြင်သစ်တို့နဲ့လုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေစတင်နေပါပြီ။အာမေးနီးယားရွေးကောက်ပွဲမှာနောက်ဆက်ဖို့ကြိုးစားခဲ့တဲ့ရှော့ရဲ့အစီအစဉ်ကလည်းပြပြသွားခဲ့ပါတယ်။ဂျော်ဂျီယာကတော့ပို့ပြီးတော့ရှုပ်ထွေးပါတယ်။အစိုးရကရုရှားနဲ့နေနီးကပ်ကပ်နေပေမဲ့ပြည်သူတွေကတော့ EU တဲကိုဝင်ဖို့လမ်းပေါ်ကိုထွက်တောင်းဆိုနေကြပြီးလူတို့ဖိအားတွေကလည်းကြီးထွားလာနေပါတယ်။အလဲအာရှမှာတော့ကာဇက်စတန်နဲ့ကာဂျစ်စတန်တို့ကရုရှားနဲ့ခက်ခွာခွာနေလာကြပါပြီ။သူတို့ကဗတ်စုံနိုင်ငံသားရေးမူဝါဒကိုပြောင်းလဲကျင့်သုံးလာပြီးမော်စကိုရဲ့လွှမ်းမိုးမှုကိုတက်တိစိတ်မေးခွန်းထုတ်လာကြပါပြီ။ဒီတော့ခြုံကြည့်လိုက်မယ်ဆိုရင်ရခိုင်ဆိုဗီယက်နယ်မြေဟောင်းတွေမှာရုရှားရဲ့ဩဇာအာဏာကကျုံသွားရုံနဲ့မကဘဲနဲ့ပြိုလဲနေတာပါ။မော်ဒိုဘာဟာဒီပြိုလဲမှုရဲ့ပြားရုံနိုင်ငံဖြစ်လာပါပြီ။ရုရှားရဲ့ဖိအားပေးမှုတွေရှိနေတဲ့ကြားကဆိုဗီယက်ဟောင်းနိုင်ငံတွေထဲမှာအသေးဆုံးအစင်းအဆုံးနဲ့ခုခံနိုင်စွမ်းအနည်းဆုံးဖြစ်တဲ့ဒီနိုင်ငံလေးကအနောက်အုပ်စုဘက်ကိုလှည့်ကြည့်ခဲ့ပြီးနောက်ပြန်မလှည့်တော့ပါဘူး။မော်ဒိုဘာတော်လုံနိုင်ရင်တခြားနိုင်ငံတွေကလည်းလုံနိုင်တာကိုခရမလင်ကကောင်းကောင်းသိပါရီ။ဒါပေမဲ့မော်ဒိုဘာရဲ့ရှေ့ဆက်ရမယ့်လမ်းကလည်းဖြောင်ပြူးနေတာတော့မဟုတ်ပါဘူး။ထုံးစံတိုင်း EU အဖွဲ့ဝင်ဖြစ်ဖို့လုပ်ငန်းစဉ်ကနေပေါင်းများစွာကြာနိုင်ပြီး2030ခုနှစ်မှာအဖွဲ့ဝင်ဖြစ်ဖို့ရည်မှန်းချက်ကလည်းကျွမ်းကျင်သူတွေရဲ့အဆိုအရအတော်လေးတော့ခက်ခဲနိုင်ပါရီ။မူဝါဒနယ်ပယ်35ခုမှာညှိနှိုင်းမှုတွေအောင်မြင်ဖို့ဆိုတော့ဥရောပရဲ့အစင်းရဲဆုံးနိုင်ငံအတွက်အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေလိုအပ်မှာပါ။တရားစီရင်ရေးလွတ်လပ်မှုနဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးက EU ကအနီးကပ်ဆုံးစောင့်ကြည့်နေတဲ့နယ်ပယ်တွေဖြစ်ပါရီ။မော်ဒိုဘာရဲ့အထိတ်ကဖြစ်ပွားခဲ့တဲ့ရာစုနှစ်ရဲ့အကြီးဆုံးခိုးယူမှုတွေကြောင့်ဒီနယ်ပယ်တွေမှာပြုပြင်ပြောင်းလဲဖို့ကပို့ပြီးတော့စိန်ခေါ်မှုရှိနေတာပါ။ပြုပြင်ပြောင်းလဲမှုတွေရှိနေပေမဲ့အရှိန်ဟုန်ကလုံလောက်ရဲ့လားဆိုတာမေးစရာရှိနေပါရီ။ EU တွင်းမှာလည်းပြဿနာတွေရှိနေတာပါ။အဖွဲ့ဝင်တွေတိုးချဲ့ဖို့စိတ်မပါတော့တဲ့အခြေအနေတွေကတကယ်လက်တွေ့ဖြစ်နေပါရီ။ EU အဖွဲ့ဝင်တွေအားလုံးကမော်ဒိုဘာကိုအဖွဲ့ဝင်ဖြစ်ချက်ချင်းလက်ခံကျင်းကြတာတော့မဟုတ်ပါဘူး။ရိုမေးနီးယားနဲ့ပေါင်းစည်းရေးကလည်းမလွယ်ကူပါဘူး။ဂါဂါစီယာရဲ့ကိုပိုင်အုပ်ချုပ်ခွင့်အစဉ်တန်းနဲ့ Transnistria ရဲ့တရားဝင်ဘာသာစကား၃မျိုးစနစ်တွေကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်တဲတွေဖြစ်စေနိုင်ပါရီ။နိုင်ငံတစ်ခုရဲ့ဥပဒေစနစ်စီးပွားရေးနဲ့အုပ်ချုပ်ရေးရန်ရာတွေကိုပေါင်းစည်းဖို့ဆိုတာကြီးမားတဲ့စီမံကိန်းကြီးဖြစ်ပြီးရုရှားကလည်းဒီပေါင်းစည်းမှုကိုသူတို့ရဲ့အနီရောင်စီးအဖြစ်သတ်မှတ်ထားပါရီ။ခရမလင်ရဲ့ပေါင်းဆက်စစ်စင်ရေးနီလန်းတွေကကုန်ခန်းနေပြီးဖြစ်နိုင်ပေမဲ့ရန်စနိုင်စွမ်းကတော့ရှိနေသေးပါ။စိုက်ဘာတိုက်ခိုက်မှုတွေ Transnistria ကတဆင့်အခြေအနေတွေကိုတင်းမာအောင်လုပ်တာတွေနဲ့သတင်းမှားဖြန့်တာတွေကလက်ထဲမှာရှိနေစေပါ။နောက်ထပ်အန်ဒရက်တစ်ခုကတော့ခေါင်းဆောင်ပေါ်မိခိုနေရတာပါပဲ။မော်ဒိုဘာရဲ့အနောက်အစုဘက်ကိုဦးတည်နေမှုကတမရဆန်တူရဲ့ပုဂ္ဂိုလ်ရေးခိုင်မာမှုနဲ့မျှော်မှန်းချက်ပေါ်မှာအများကြီးမူတည်နေပါရီ။ဒီတော့ဆန်တူမရှိတော့တဲ့အချိန်မှာရောဒီဦးတည်ချက်ကဒီအတိုင်းဆက်ရှိနေပါမလား။အဖွဲ့အစည်းတွေကရောခိုင်မာမှုရှိပြီလား။ဒါမှမဟုတ်ခေါင်းဆောင်တစ်ယောက်တည်းရဲ့ပကုံးပေါ်မှာပဲတည်ရှိနေတာလား။တမရအောင်တိုတိုရဲ့ဆိုရှယ်လစ်ပါတီအပါအဝင်မော်ဒိုဘာတိုက်ခံတွေကရုရှားဘက်ကိုပါတဲ့မူဝါဒတွေကိုဆက်ပြီးဆုတ်ကင်ထားဆဲဖြစ်လို့ရွေးကောက်ပွဲအခြေအနေတွေကအမြဲတမ်းပြောင်းလဲသွားနိုင်ပါရီ။ဒါပေမဲ့ဒီအတားအဆီးတွေရှိနေပေမဲ့လည်းအခြေခံကြားတဲ့မိကုံးကတော့မပြောင်းလဲသေးပါဘူး။အဲ့ဒါကတော့တခြားရွေးချယ်စရာကဘာရှိလို့လဲဆိုတာပါပဲ။ရုရှားရဲ့လက်ခုပ်ထဲကိုပြန်ဝင်ဖို့ဆိုတာကတော့ဖြစ်နိုင်တဲ့လမ်းစာမဟုတ်တယ်လို့မော်ဒိုဘာပြည်သူတွေကဒါကိုပြက်ပြက်သားသားညှင်းပယ်ထားပြီးသားပါ။ဒါကြောင့်
ပြုပြင်ပြောင်းလဲမှုတွေနှေးကွေးခြင်းနှေးကွေးပေမဲ့ရပ်တန့်မသွားတာတော့အသေးကြပါပဲဒီတော့ကျွန်တော်ရောရုရှားကိုဆုံးခွာပြီး EU အုပ်စုတွေကိုဝင်မဲ့မော်ဒိုဘာရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုမြင်မိလဲဆိုတော့ comment လေးမှာပြောပြပေးသွားခဲ့ကြပါဦးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ